င်္ဂလာပါရှင်ကျမကတော့အမှတ်90ကောင်ညတိုင်မှာဗမေစဝင်းဖြစ်ပါရှင်ကျမတို့ပထမဆုံးညီမပြောရှင်တာတော့ကျမတို့73ရက်တလ2024မှာပေါ့နော်ကျမတို့အမှတ်90ကောင်ညတိုင်ညနေပြီးတော့ကျမတို့ခမားရ939ရှင်မြန်တိုင်ကိုကျမတို့ရောက်ရှိခဲ့ပါတယ်အဲရတဲ့တူပေါ့နော်16ရက်6ရက်တလ2024မှာပေါ့နော်ဒီကျမတို့တက်မတာလေးနဲ့ဆိုအားလုံးကတော်တော်မှာအန်တီတင်နေရုံကျမတို့ခံရပါတယ်အဲဒီအတွက်လည်းကျမတို့တွေကအားလုံးဒီပေါ့နော်စိတ်ကြမ်းကြပဲနဲ့ဒီဖန်စီခံရတဲ့ဒီဖန်စီခံရတဲ့ချိန်ကာလအတွင်းမှာကျမတို့ကောင်းစွာအားလုံးဖြတ်သန်းခဲ့တယ်ပေါ့နော်အဲဒီချိန်အတွင်းမှာအခုဒီကျမတို့ဒီဖန်စီခံရတဲ့အချိန်မှာပေါ့နော်ဒီမိသားစုဝင်တွေပြီးရင်ကိုဝင်ဆောင်တဲ့အရှိကြီးပါပါတယ်ကလေးတွေလည်းပါပါတယ်ပြီးတော့ဒီမှာနော်ပြိုတဲ့သူမိန်းကလေးတွေလည်းပါပါတယ်အဲဒီအတွက်လည်းကျမတို့ဒီမှာပေါ့နော်ဒီကျမတို့ကောင်းစွာဆောင်ရှောက်ပေးခဲ့တယ်ပေါ့နော်အဲဒီအတွက်လည်းဒီအာရခတက်တော်မှာရှိတဲ့ဘုံမှုနဲ့အရာရှိတွေရာခံတစ်ချက်စတိများအားလုံးလည်းချစ်စွတ်တင်ပါတယ်ပြီးတော့ကျမတို့ပေါ့နော်ဒီကျမ်းမာရေးအစပေါ့နော်ကျမ်းမာရေးဆိုလည်းလူလေးသိပြီးစီအောင်အချိန်နဲ့တပြေးညီကုသပေးခဲ့ပါတယ်အဲ့အတွက်လည်းအထူးချစ်စွတ်တင်ပါတယ်ပြီးတော့ဒီကျမတို့မှာပေါ့နော်ဒီအမျိုးသမီးတွေအများဆုံးပါဖြစ်တော့ဒီအမျိုးသမီးတွေဆိုလည်းအဝတ်စားအစားစားလို့နေပြီပေါ့နော်ဒီအတုံးဆောင်ပစ္စည်းတွေစက်ပြခေါင်းလျှော်တွေမှာအစားအားလုံးဆက်ဆက်ရရလူသားချင်းစာနာနေနေအားလုံးဖြည့်ဆည်းပေးခဲ့တယ်ပေါ့နော်အဲ့အတွက်လည်းအထူးချစ်စွတ်တင်ပါတယ်ပြီးတော့ကျမတို့ပေါ့နော်ဒီထဲမှာဖန်စီထင်းထင်းခံရတဲ့ကာလအတွင်းမှာပေါ့နော်ကျမတို့ဒီအားလုံးတက်ညီလိုက်ညီအားလုံးကောင်းစွာဖြတ်သန်းခဲ့ပါတယ်ပြီးတော့ကျမတို့တွေပေါ့နော်ဒီကျမတို့ရဲ့နေထိုင်ရဲ့အတွက်နဲ့စောင်းဝင်နေအတွက်ကိုလည်းလူရင်းဖြစ်အောင်ဖြည့်ဆည်းပေးခဲ့တဲ့ဘူကြီးနဲ့တကွာဒီအာရခတက်တော်မှာရှိတော့တောက်ဝင်သားစုများအားလုံးနဲ့ကျမအားလုံးရဲ့ကိုစားချစ်စုတင်ရှိကြကြောက်ကြရှင်ပါတယ်ပြီးတော့ကျမတို့ဒီအာရခတက်တော်မှာဆိုနှစ်ကာလအတွင်းကျမတို့ကောင်းစွာဖြတ်သန်းခဲ့တယ်ပေါ့နော်ကောင်းစွာဖြတ်သန်းခဲ့တယ်ကောင်းကောင်းမွန်မွန်နဲ့နေထိုင်ဖြတ်သန်းခဲ့တယ်အဲ့ဒီအချိန်မှာကျမတို့ရဲ့ဘဝတွေပေါ့နော်အခြေအနေတခုဘဝဆိုပြီးကျမတို့ထဲကိုရောက်လာခဲ့တယ်နော်အဲ့ဒါကဘာလဲဆိုတော့20ရက်တလ2026ပေါ့နော်အဲ2026မှာကျမတို့လေချောင်းတိုက်ခတ်မှုကြောင့်ကျမတို့ရဲ့အဆောင်အတွင်းမှာကျမတို့ရဲ့အဆောင်ရဲ့ဒိုင်90အတွင်းမှာပေါ့နော်ပေါင်300ရှိတဲ့ဘုံသီးလေးလုံးတိုက်ခိုက်ရှင်ကိုခံခဲ့ရပါတယ်အဲ့အတွက်ကျမတို့ဒီအိမ်ပြန်မှုအတွက်ကိုပေါ့နော်ကျမတို့မျှော်လင့်ချက်တွေမဲလာပြီးကျမတို့တင်ခဲ့တယ်အဲ့ဒီမှာအဲ့ဒီလေကြောင်းရန်တိုက်ခိုက်မှုကြောင့်အားလုံးကြောက်လန့်ကြတယ်တုံးလုံး6ချားကြတယ်ပေါ့နော်ကြောက်လန့်နေကြတဲ့အချိန်မှာပြင်အာရခတက်တော်မှာရှိတဲ့တပ်ဖွဲ့ဝင်များအားလုံးကကျမတို့ဘေးမသိကြမှာခါပဲနဲ့အန်ဒီရကင်းဒေးရှင်းတဲ့ညောင်ကျမတို့ခေါ်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီအတွက်လည်းကျမအားလုံးရဲ့ပုံစံကျေးဇူးတင်ပါတယ်ပြီးတော့အခုပုံစံနော်ကျမတို့တနေ့အိမ်ပြန်ရမယ်ဆိုတဲ့စိတ်နဲ့ခွန်အားတွေနဲ့ကျမတို့အိမ်မှာကောင်းစားနေထိုင်ခဲ့ပါတယ်ကျမတို့ရဲ့မျှော်လင့်ချက်လေးတွေဒီလေကြောင်းနဲ့တိုက်ခိုက်မှုကြောင့်ကျမတို့မျှော်လင့်ချက်လေးတွေပျောက်ဆုံးပြီဆိုပြီးတော့ကျမတို့ကထင်ထားခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်ကြီးမှာပဲကျမတို့မထင်ထားခဲ့တဲ့အရာတစ်ခုကကျမတို့ဒီလူငင်းချမ်းသာပြီးနဲ့ကျမတို့ရဲ့မိသားစုလေးရှိကျမတို့ပြန်ရတော့မယ်ဆိုတဲ့သတင်းကောင်းတွေကကျမတို့ရှိကိုတည်ဆောင်လာခဲ့ရပေါ့နော်အဲ့ဒီအတွက်လည်းဒီအာရခတက်တော်မှာရှိတဲ့ဘူရင်းနဲ့တော်ကအရာရှိရာနဲ့အချက်စတင်များနဲ့တာဝန်ရှိသူအားလုံးကျမအထူးပဲကျေးဇူးတင်ရှိပါတယ်အခုချိန်ဆိုရင်ကျမတို့ရဲ့မိသားစုကဘာလေးရှိကိုကိုစီပြန်ရတော့မှတည်တဲ့အတွက်အတိုင်းမသိဝမ်းသာခြင်းမြူးပါတယ်ကျမအားလုံးရဲ့ကိုစားပြီးများပါတယ်ကျေးဇူးတင်ပါတယ်လို့ပြောရှင်ပါတယ်